Hello မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့မိတ်ဆွေတို့ကို My ID မှာကျွန်တော်ရဲ့ channel လေးမှာထုံးစံအတိုင်းတင်ပေးနေကြဖြစ်တဲ့ကျွန်တော်တို့6လပိုင်းမှာ white 2000 unit လေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေတို့ YouTube ထဲကိုရောက်လို့ရှိရင် search bar မှာ unlimited sharing ဆိုတာလေးကိုရှာပြီးတော့ subscribe button လေးတွေ့လို့ရှိရင် subscribe button လေးကိုတစ်ချက်နှိပ်ပြီးတော့အားပေးနိုင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကမိတ်ဆွေတို့ဗီဒီယိုအသေးတစ်တဲ့ကိုအမြတ်သိရှိဖို့အတွက် notification လေးနေရာမှာကျွန်တော်တို့ on ကိုယူပေးခြင်းအဖြစ်လဲကျွန်တော်ဗီဒီယိုအသေးတစ်တဲ့ကိုမိတ်ဆွေတို့သိရမှာဖြစ်ပါတယ်အဲဒီတော့ point 2000 unit လေးကဘယ်လိုယူလို့ရမလဲဆိုတော့မိတ်ဆွေတို့ကိုကျွန်တော်အစားအနေပြန်ပြောပြမယ်ပေါ့နော်အဲဒီတော့ကျွန်တော်တို့ My ID ထဲကိုတစ်ချက်ရောက်လို့ရှိရင်ကျွန်တော်ဒီနေရာလေးမှာ parcel ပို့လေးရှိတယ်ပေါ့နော်အဲဒီ parcel ပို့လေးကိုကျွန်တော်တို့ကနှိပ်ရမှာဖြစ်ပါတယ်အဲဒီကတော့ parcel ပို့လေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာ message တော့မပွင့်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီနေရာမှာပဲ HA2 package ကိုတခါတည်းဝယ်ရမှာဖြစ်ပါတယ် HA2 package ကတော့ကျွန်တော်တို့ဖိုးပိ200ကျသိမှာဖြစ်ပါတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာတော့ point 2000ဘယ်ကိုဒီလောက်စားမှာပေးကြရပါတော့ပြီးလို့ရှိရင်သူရဲ့တက်တန်ကတော့ကျွန်တော်တို့ထုံးစံအတိုင်း6လပိုင်း1ရက်နေ့ကနေပြီးတော့ကျွန်တော်6လပိုင်း10ရက်နေ့ထိဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကရက်ကတ်တက်တင်မှာပဲမစေတော့ယူလို့ရမှာဖြစ်ပါတယ်ရက်ကြော်သွားလို့ရှိရင်မစေတော့ယူလို့မရတော့ဘူးပေါ့နော်အဲဆိုတော့ကျွန်တော်တို့ကဒီမှာ login 15ရက်ဝင်ရမှာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီနေ့ကို point 50ရမှာပေါ့နော်အဲဆို15ရက်ဆိုတော့ကျွန်တော်တို့15ရက်စာ point 50ရမှာဖြစ်ပါတယ်ကျွန်တော်တို့ glass point မှာတော့ဘာလို့ရှိမလဲဆိုတော့ကျွန်တော်ထိုးစံတိုင်းဖုန်းနံပါတ်ချိန်ခိုင်းတာရှိမှာပေါ့နော်ဖုန်းနံပါတ်ချိန်ခိုင်းတာပြီးလို့ရှိရင်ဒီမှာ point ဆိုတဲ့ဟာလေးရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာကျွန်တော် short flight ဝင်နည်းလေးရှိရပေါ့နော်အဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ point နဲ့ဝင်နည်းလေးကိုကျွန်တော်မပြောပြသေးခင်ကျွန်တော်တို့ဒီမှာ my ID ထဲနေပြီးတော့တခါလေးဝင်နည်းလေးအကြောင်းပြပေးမှာဖြစ်ပါတယ်အဲဆိုတော့ပထမတစ်ခုကျွန်တော်ဝင်နည်းလေးကိုပြပေးမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဝင်နည်းလေးကိုပြဖို့အတွက်ကျွန်တော်ဒီနေရာမှာ go ကိုတခါနှိပ်လိုက်မယ်ပေါ့နော်ကျွန်တော်တို့ go ကိုနှိပ်ပြီးတော့အထက်ကိုရောက်လို့ရှိရင်ဒီနေရာလေးမှာသူက daily package ကိုဝယ်ခိုင်းတာဖြစ်တဲ့အတွက်သူ့မှာကျွန်တော်တို့က daily လဲပါနေပြီဒါပေမဲ့သူက auto renew ဖြစ်နေပေါ့နော်ကျွန်တော်တို့ဝယ်ပြီးလို့ရှိရင်ပြန်ဖြည့်လို့ရတယ်အဲဆိုတော့ဒီဟာလေးကိုကျွန်တော်တို့ကဝယ်ရမှာဖြစ်ပါတယ်ဝယ်ဖို့အတွက်ကိုကျွန်တော်တို့ကဒီနေရာလေး buy now ဆိုတဲ့နေရာလေးကိုကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ buy now ဆိုတဲ့နေရာလေးကိုကျွန်တော်ဝယ်ဖို့အတွက်နှိပ်လိုက်တာဖြစ်ပါတယ်နောက်လေးဆောက်ပြီးလို့ဒီနေရာလေးမှာကျွန်တော်တို့ပေါ်လာလို့ရှိရင်ကျွန်တော်တို့ number 1 149ကျအတီးပြုတွေကိုကျွန်တော်တို့နှိပ်မှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော် number 1ကိုနှိပ်ပြီးတော့ကျွန်တော် sell ကိုနှိပ်မှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကခုနဝယ်ပြီးဆိုတော့ဒီနေရာလေးမှာကျွန်တော်တို့က claim လို့ရပြီဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဝယ်တာအောင်မြင်တယ်ဆိုတာလေးကိုမိတ်ဆွေတို့ကိုပြတာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ကအဲ့အလေးကိုဘယ်မှာသွားဆက်ကြည့်မလဲဆိုတော့ကျွန်တော်တို့ website ထဲမှာလည်းသွားဆက်ကြည့်လို့ရတယ်ပေါ့နော် website ထဲမှာသွားဆက်ကြည့်တဲ့အချိန်မှာသူက149ကျပ်ကိုကျွန်တော်တို့ဝယ်တာအောင်မြင်ပေါ့နော်မိတ်ဆွေတို့ကဒီဗီဒီယိုလေးပါပေါ့နော် my ID ကနေပြီးတော့အဆင်မပြေတဲ့သူတွေတက်ကဒီနေရာနေပြီးတော့ဘာကနေဝယ်မလဲဆိုတော့ကျွန်တော်တို့ star 04 share ကနေပြီးတော့ကျွန်တော်တို့ဝယ်လို့ရတယ်ပေါ့နော် star 04ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီလို package လေးပေါ်လာမှာဖြစ်ပါတယ်အဲဆိုတော့မိတ်ဆွေတို့ကဒီနေရာလေးမှာ number 1 daily ဆိုတာလေးကိုနှိပ်ပြီးတော့တခါလေးဝယ်လို့ရတယ်ပေါ့နော်ကိုကတော့ကျွန်တော်တို့ star 604 share ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာဝယ်ပြီးတဲ့ဟာလေးကိုကျွန်တော်တို့ကပြန်ပေးခိုင်းမှာပေါ့နော် star 604 share နဲ့ကျွန်တော်တို့ကပြန်ပေးခိုင်းမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့က number 5မှာselect ဆိုတာလေးရှိတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့တခါလေးနှိပ်ပြီးတော့ sell မှာဖြစ်ပါတယ်နေပြီးတော့လည်းကျွန်တော်တို့ပိတ်ထားပြီးဆိုတော့ကျွန်တော်တို့စမချရသေးဘူးထင်တဲ့သူတွေကတော့ကျွန်တော်တို့ဒီ message ကနေပြီးတော့လည်းကျွန်တော်တို့ဒီကနေပြီးတော့လည်းဖြည့်လို့ရတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကFFO ဆိုတဲ့စာလုံးအကြည့်ရနေပြီးတော့ကျွန်တော်တို့ပို့လို့ရတယ်ပေါ့နော်ကျွန်တော်ပို့ကြည့်လိုက်မယ်အဲဆိုတော့ကျွန်တော်တို့သူတို့ဖြည့်ထားကြအောင် message ရောက်လာမှာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဝန်ဆောင်မှုကိုဖြည့်ပြီးပါပြီဆိုတော့ message လေးရောက်လာတယ်ပေါ့နော် message တော့ဖုန်းကိုနဲ့ဖြည့်လို့အဆင်မပြေတဲ့သူတွေကတော့ကျွန်တော်တို့ message ရနေပြီးတော့လည်း OF ဆိုတဲ့ဟာလေးကိုပို့ပြီးတော့ဖြည့်လို့ရတယ်ပေါ့နော်အဲဆိုတော့နောက်တစ်ခုကျွန်တော်တို့ machine နောက်တစ်ခုကိုကျွန်တော်လုပ်ကြည့်မှာပေါ့နော် machine နောက်တစ်ခုကတော့ကျွန်တော်တို့ဒီ my ID software နေပြီးတော့လည်းကျွန်တော်ဝယ်ပြမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီဟာလေးကိုပဲကျွန်တော် go ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်ပါဖြစ်ပါတယ်အဲဆိုတော့ go ဆိုတာလေးကိုကျွန်တော်နဲ့အတူ message တို့လည်းလက်ဝယ်ကြည့်ကြပါတော့အဲဆိုတော့ကျွန်တော်တို့ကဒီတဲကိုရောက်လို့ရှိရင်ဘယ်ရောက်တော့နှိပ်မလဲဆိုတော့ကျွန်တော်တို့အပေါ်ဆုံးထိပ်မှာပေါ့နော်ဒီလူရုပ်ပုံစံလေးကိုတော့နှိပ်ပါဖြစ်ပါတယ်အဲလူရုပ်ပုံစံလေးကိုနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့တော့ဆိုတာလေးနှိပ်မယ်ပေါ့နော်တော့ဆိုတာလေးကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာမှာကျွန်တော်တို့က daily ဆိုတာလေးရှိတယ်ပေါ့နော်ဒီမှာအပေါ်ဆုံးမှာပဲ daily ဆိုတာလေးရှိတယ်ပေါ့နော်
daily ဆိုတာလေးကိုကျွန်တော်တို့ web ဖို့အတွက်ကို daily ဆိုတာလေးအကွက်လေးကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ play note နှိပ်မယ်ဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဒီနေရာလေးမှာ Shopify daily ကိုဒီ169ကျပ်ပြည့်ဝယ်ယူပြီဆိုတော့လေးစာတန်းလေးပေါ်လို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာ number 1ကိုနှိပ်ရမှာဖြစ်ပါတယ် number 1နှိပ်ပြီးတော့ကျွန်တော်တို့ sell ကိုနှိပ်ပြီးတော့အတည်ပြုမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်တို့တောင်းဆိုချက်လုပ်ပြီးပြီဆိုတာလေးကိုစာလေးကိုတွေ့လို့ရှိရင်ကျွန်တော်တို့အပြင်ပြန်ထွက်မယ်ကျွန်တော်တို့အပြင်ပြန်ထွက်ပြီးတော့ဒီနေရာမှာ refer လေးလုပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဝယ်တာရောက်သွားပြီလားဆိုတာလေးကိုကျွန်တော်တို့အောက်မှာတစ်ချက်ကြည့်မယ်ပေါ့နော်ဒီမှာကျွန်တော်ဝယ်ထားတာနှစ်ခုစလို့အဆင်ပြေသွားပြီပေါ့နော်နှစ်ခုစလို့အဆင်ပြေသွားပြီဆိုတော့မွေးဆွေတို့ကဒီဝယ်နည်းလေးကိုအဆင်ပြေသွားပြီလို့ထင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် Shopify daily ကိုကျွန်တော်တို့ဒီ my edit ထဲနေပြီးတော့ဝယ်ပြသွားပြီးတော့ကျွန်တော်ကုန်းနဲ့ဝယ်ပြသွားမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော် star 551 set အဲဆိုတော့ကျွန်တော်ဒီနေရာမှာကုန်းနဲ့ဝယ်ပြသွားမှာဖြစ်ပါတယ်အဲဆိုဒီနေရာမှာရရပေါ့နော်အချို့ကလည်းမရဘူးဆိုလို့ရှိရင်ကျွန်တော်တို့ star 551ကိုနောက်တစ်ခါထပ်နှိပ်ပါ star 551 set ကိုပဲနောက်တစ်ခါထပ်နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ရပြီဆိုလို့ရှိရင်ကျွန်တော် number 1မှာ169ကျပ်ဆိုတာလေးရှိတယ်ပေါ့နော်အဲ့တော့ဝယ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်ကတော့တခါတည်းဖြတ်နည်းလေးကိုတခါတည်းဖြတ်သွားမှာဖြစ်ပါတယ်အဲ့ဆိုတော့ number 7 escalate ဆိုတာလေးနှိပ်ပြီးတော့ကျွန်တော် sell ကိုနှိပ်မှာဖြစ်ပါတယ်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ confirm တခါတည်းနှိပ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကအဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ message တဲ့တစ်ချက်ပြန်သွားမယ်ပေါ့နော် message တဲ့တစ်ချက်ပြန်သွားမယ်ဆိုတော့ကျွန်တော်ဒီနေရာလေးမှာ Shopify အစီအစဉ်အပယ်ဖြည့်ပြီးပါပြီဆိုတဲ့ဟာလေးကိုတွေ့ရပါတော့အဲ့နေပြီးတော့ message တို့မကြည်နပ်သေးဘူးကျွန်တော်တို့စစ်မချသေးဘူးဆိုလို့ရှိရင်ဟို FFO ဆိုတဲ့စာလို့အကြည့်ကိုကျွန်တော်တို့ပို့ပေးလို့ရရပါတော့အဲ့ဒါကျွန်တော်ထပ်ပို့လိုက်တယ်ထပ်ပို့လိုက်တဲ့အချိန်မှာသူက Shopify ပေါ်ဆောင်မှုကိုရယူထားခြင်းမရှိပါဆိုတဲ့ဟာလေးပို့တယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တို့ပဲဖြတ်တာအဆင်ပြေပြီအဲ့ဆိုတော့ကျွန်တော်တို့ my ID တဲ့တစ်ချက်ပြောင်းဝင်မယ်ကျွန်တော်တို့ point ကိုယူလိုက်မယ်ပေါ့နော် point ကိုစလို့ကျွန်တော်ယူလိုက်မှာဖြစ်ပါတယ်အဲ့တော့ယူပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာ mission နှစ်ခုပြီးတော့ပြီတစ်ခုကတော့ကျွန်တော်တို့ link in link 1 new number ဆိုတာကျွန်တော်ဗီဒီယိုလေးမှာတင်ပေးထားပြီးဖြစ်ပါတယ်အဲ့ဗီဒီယိုအပြည့်စုံကိုလည်းကျွန်တော် description မှာချပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာတော့ဖုန်းနံပါတ်တစ်လုံးချိန်ရမှာဖြစ်ပါတယ်မိတ်ဆွေတို့ Mytel Audio Enter ပြီးလို့ရှိရင် APT အဲ့ဖုန်းနံပါတ်ကြက်ရတခုကိုထည့်ရမှာဖြစ်ပါတယ် Mytel ကတော့မထည့်တော့ကောင်းဆုံးဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ Mytel ကတော့ My ID ဖိတ်ထားတဲ့လူတွေအများကြီးဖြစ်တဲ့အတွက်ဖွဲ့ရင်လည်းရမှာမဟုတ်ပါဘူးအဲ့တော့ကျန်တဲ့ scene တွေနဲ့ဖွဲ့လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းဒီ machine 3ခုပြီးမှပဲ message တို့ကဒီနေရာလေးမှာဟိုတဲ့ဖူပုံစံလေးနဲ့ပွက်600ကိုရမှာဖြစ်ပါတယ်။အကုန်လုံးစုစုပေါင်းပေါင်းလိုက်လို့ရှိရင်တော့ point 2000ဖြစ်ပါတယ်။အဲဆိုတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ message တို့ကရိုးတကူကူရှိမှဆိုလို့ရှိရင်ကဲ message တို့ရဲ့လိုအပ်နေတဲ့တင်ငယ်ချင်းတွေရှိလို့ရှိရင်လည်း share လုပ်ပေးပါဦး။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ရှိသောနေ့လေးပတ်စံနေကြပါစေ။ Bye bye